မင်္ဂလာပါဒီနေ့မှာတော့ Florida ပြည်နယ်ရဲ့နာမည်ကျော် Crystal River ကအလွန်ကြည်လင်တဲ့ရေအောက်ကဘာစီကိုခေါ်ဆောင်သွားခြင်းပါတယ်ဒီနေရာဟာတဘာဝအကိုင်းထွက်ပေါ်နေတဲ့စမ်းရည်သွင်းတွေကြောင့်ရေဟာမှန်တစ်ချက်လိုကြည်လင်နေပြီးမနာတီးလို့ခေါ်တဲ့ရေဝက်လေးတွေရဲ့အနှစ်သက်ဆုံးခိုးလုံရနေရာလဲဖြစ်ပါတယ်မနာတီးတွေဟာအလွန်အေးဆေးတည်ငြိမ်တဲ့တပ်တော်တွေပါသူတို့ဟာရေအောက်မှာရှိတဲ့ရေမော်ပင်တွေကိုစားတောက်ပြီးတနေ့တာရဲ့အချိန်အတော်များများကိုအနားယူရင်ဒါမှမဟုတ်ဖြည်းဖြည်းချင်းရေကူးရင်ကုံဆုံးကြပါတယ်။သူတို့ရဲ့လှုပ်ရှားမှုတွေကကြီးစုသူကိုစိတ်အေးချမ်းမှုပေးစွမ်းနိုင်ပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကတော့ဒီလိုချစ်စရာကောင်းတဲ့တတဝါလေးတွေဟာမျိုးသုံးလူနီးပါးအန်ဒီရဲ့နဲ့ရင်ဆိုင်နေရတာပါ။ရေထုညစ်ညမ်းမှုနဲ့ဆက်လေတွေရဲ့အန်ဒီရဲ့ကြောင့်သူတို့ရဲ့အရေးအတွက်ဟာတစ်နှစ်ထက်တစ်နှစ်လျော့နေလာနေပါတယ်။ဒါကြောင့်ဒီလိုကြည်လင်တဲ့ရေပြင်မှာသူတို့ကိုမြင်တွေ့ရတာဟာတကယ်ကိုတန်ဖိုးရှိတဲ့အခိုက်အတန့်ဖြစ်ပါတယ်။တဘာဝတရားရဲ့အလတ်တရားတွေကိုထိမ့်သိမ့်ဖို့ဆိုတာကျွန်ုပ်တို့အားလုံးရဲ့တာဝန်ဖြစ်ပါတယ်။ဒီအေးချမ်းတဲ့ရေအောက်ကဘာလေးဆက်လက်တည်ရှိနေဖို့နဲ့မနာတီးလေးတွေဘေးကင်းလုံခြုံစွာရှင်သန်နိုင်ဖို့မျှော်လင့်နေကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။